ကျွန်တော်မိတ်ဆွေတွေအားလုံးသိကြတဲ့အတိုင်းပါပဲအလင်းဆိုတာကျွန်တော်တို့စက်ကြောလာထဲမှာအမြန်ဆုံးသောအရာတစ်ခုပါတစ်စက္ကန့်ကိုကီလိုမီတာပေါင်း3သိန်းလောက်အထိသွားနိုင်ပါတယ်ဒါပေမဲ့ဒီနေ့ခေတ်သိပ္ပံပညာရှင်တွေကတော့အဲ့ဒီအရန်မြန်ပါတယ်ဆိုတဲ့အလင်းကိုဖမ်းထားပြီးတော့လိုတော့မှထုတ်သုံးနိုင်အောင်လုပ်နိုင်တဲ့အထိစွမ်းဆောင်လာနိုင်ခဲ့ပါတယ်အဲ့လိုအေးခဲသွားတဲ့အခါမှာအလင်းက solid matter လို့ခေါ်တဲ့အစိုင်ခဲပစ္စည်းတစ်ခုလိုမျိုးဖြစ်လာပါတယ်အလင်းလှိုင်းတွေကနေအရေးပုံစံစီးဆင်းနေသလိုတပြိုင်တည်းမှာပဲပုံစံတစ်ခုတတ်မှတ်ရှိတဲ့အစိုင်ခဲပုံစံလိုမျိုးဖြစ်နေတဲ့အခြေအနေတစ်ခုဖြစ်သွားတဲ့သဘောပါဒါ theory ရစိတ်ဝင်စားဖို့ကောင်းတာလည်းမဟုတ်ပါဘူးအရင်ကလုံးဝမရှိခဲ့ဘူးတဲ့အရာဝတ္ထုအသစ်တစ်မျိုးကိုဖန်တီးလိုက်နိုင်တဲ့သဘောလည်းဖြစ်ပါတယ်အဲ့ဒီထဲမှာ photon စီးကြောင်းတွေဟာအရေးတွေလိုစီးဆင်းနေပြီးတော့အပြင်ပန်းကြည့်လိုက်ရင်တော့အစိုင်ခဲပုံစံမျိုးနဲ့ဖွဲ့စည်းထားတဲ့အနေအထားဖြစ်နေပါတယ်ဒီလိုရှားပါပြီးတော့စမ်းကျင်ဘက်သဘောဆောင်တဲ့သဘောတရားနှစ်ခုပေါင်းစပ်ထားတဲ့အခြေအနေမျိုးကို super solid state လို့ခေါ်ပါတယ်ဆိုတော့ပညာရှင်တွေကဒီလိုအံ့ဩစရာကောင်းတဲ့အောင်မြင်မှုမျိုးကိုဘယ်လိုရှာတွေ့ခဲ့တာလဲဒီ frozen light နည်းပညာကဘာကြောင့်အရေးပါတာလဲအလင်းကိုထိန်းချုပ်ထားနိုင်ခြင်းရောလက်ရှိနည်းပညာတွေကိုလုံးဝပြောင်းလဲပြစ်နိုင်စွမ်းများရှိလာမလားစတဲ့အကြောင်းအရာတွေကိုဒီနေ့မှာမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေပြန်လည်ကြိုဆိုလိုက်ပါတယ်မတ်လ9ရက်2025ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Nature Journal ရဲ့သုတေသနစာတမ်းတစ်ခုမှာအရင်တော့ဘယ်တော့မှဖြစ်မလာနိုင်ဘူးလို့ထင်ခဲ့တဲ့အရာတစ်ခုကိုအတည်ပြုနိုင်ခဲ့ပါတယ်ပညာရှင်တွေကအလင်းကို Super Solid State အဖြစ်နဲ့ပြောင်းလဲနိုင်ခဲ့ကြောင်းသတင်းကောင်းတစ်ပုဒ်ပါလာခဲ့ပါတယ်Super Solid State ဆိုတာအရှင်းဆုံးပြောရရင်တော့အစိုင်ခဲတွေလိုဖွဲ့စည်းပုံလည်းရှိတယ်အပြင်ပန်းကကြည့်ရင်လည်းအစိုင်ခဲတစ်ခုလိုပါပဲဒါပေမဲ့ तू က super fluid လို့ခေါ်တဲ့အရေတစ်မျိုးလည်းဖြစ်နေပါသေးတယ်အဲ့ဒီအရေကလည်းအတားအဆီးမရှိပဲစီးဆင်းနေနိုင်တဲ့ထူးခြားတဲ့အခြေအနေတစ်ခုရှိပါတယ်ဒါပေမဲ့ quantum physics ရဲ့ထူးခြားတဲ့ဂုဏ်သတ္တိတွေကြောင့်သာဒီလိုအစိုင်ခဲပုံစံမျိုးနဲ့အရေလိုစီးဆင်းနေနိုင်တာပါဒါကြောင့်အထူးစမ်းသပ်မှုတွေနဲ့မှပဲဖြစ်နိုင်တဲ့အခြေအနေမျိုးပါဒါအခုမှစတင်တွေးရှိတဲ့နည်းပညာတစ်ခုဖြစ်တဲ့အတွက်အရန်လဲထူးဆန်းနေသလိုတော်တော်လေးလဲခေါင်းစားနေစေမဲ့နည်းပညာတစ်ခုဖြစ်နေပါတယ်ဒါမဲ့စိတ်မပူပါနဲ့ကျွန်တော်မိတ်ဆွေတို့နားလည်ရလွယ်အောင်လို့အတတ်နိုင်ဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးတော့ဒီ research ကိုဦးဆောင်ခဲ့တဲ့လူတွေနဲ့မိတ်ဆက်ပေးခြင်းပါတယ်သူတို့ကတော့ Siena Nanotouch က Antonio Gianfatti နဲ့ University of Pavia က David Negro တို့ဖြစ်ပါတယ်သူတို့က Semiconductor Nanostructure လို့ခေါ်တဲ့အရန်သေးငယ်တဲ့နည်းပညာပစ္စည်းတစ်ခုထဲမှာအလင်းနဲ့အရာဝတ္ထုတွေကိုပေါင်းစပ်ပြီးတော့ Polaritron လို့ခေါ်တဲ့ Hybrid Particle တွေကိုဖန်တီးခဲ့ကြပါတယ်ဥပမာအနေနဲ့ရေနဲ့တကြားကိုဒဲအိုတေးသေးလေးထဲမှာထည့်မှွေပြီးတော့အစည်းကြအောင်ကြိုလိုက်တဲ့အတွက်ပစ္စည်းအသစ်တစ်မျိုးဖြစ်တဲ့တကြားခဲကိုရလာတယ်ဆိုတဲ့သဘောမျိုးပါဒီ Polaritron တွေကတော့တကြားခဲလိုမျိုးရိုးရှင်းမနေဘဲနဲ့ Super Solid ရဲ့ဂုဏ်သတ္တိတွေကိုပြလာပါတယ်တကယ်တမ်းတော့အရန်သေးငယ်ပြီးလျှက်စစ်ကိုထိန်းချုပ်နိုင်တဲ့ပစ္စည်းမျိုးတွေမှာအရာဝတ္ထုတစ်ခုကိုထည့်ထားပြီးတော့ဖိုတိုတွေပါဝင်တဲ့လေဆာရောင်ခြည်တွေကိုဂရုတစိုက်ချိန်ညှိပြီးဖြတ်တန်းစေလိုက်တဲ့အတွက်ဖိုတိုတွေကအထဲမှာရှိတဲ့အရာဝတ္ထုနဲ့အပြန်အလှန်အကျိုးသက်ရောက်မှုမြင်မာတဲ့ collective quantum state တစ်ခုတည်းကိုရောက်သွားတယ်ဆိုတဲ့သဘောပါပဲအဲ့ဒီအရာဝတ္ထုအကြောင်းကိုလည်းနောက်ပိုင်းမှာဆက်ပြီးရှင်းပြပေးပါမယ်ဒီ research ကဘာတွေအတွက်အသုံးဝင်လာနိုင်လဲဆိုတော့ quantum computing photonic circuit တွေနဲ့နောက်မျိုးဆက်အလင်းပိုင်းဆိုင်ရာနည်းပညာတွေမှာတော်တော်လေးကိုအရေးပါလာနိုင်ပါတယ်တချို့ပညာရှင်တွေကဆိုရင်အချိန်ရဲ့သဘောတဘာဝလိုမျိုးနှက်ဆိုင်ပြီးလျှို့ဝှက်စမ်းကြတဲ့အကြောင်းအရာတွေကိုပါဖော်ထုတ်လာနိုင်လိမ့်မယ်လို့ယုံကြည်နေကြပါတယ်စောစောကျွန်တော်ပြောခဲ့တဲ့အရာဝတ္ထုတစ်မျိုးကတော့ gallium arsenide နဲ့ပြုလုပ်ထားတဲ့ semiconductor based photonic crystal တစ်မျိုးပါသူက quantum အဆင့်မှာဆိုရင်အလင်းကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်ပုံမှန်ဆိုရင်အလင်းကတာမန် particle တွေလိုမျိုးအပြန်အလှန်အကျိုးသက်ရောက်မှုတွေမရှိပါဘူးဆိုလိုတာက electron proton စတာတွေလိုမျိုးတစ်ခုနဲ့တစ်ခုတိုက်မိတာတွန်းကန်တာဆွဲကပ်တာမျိုးတွေမလုပ်ပါဘူးဒါပေမဲ့မှန်လို့အရာဝတ္ထုတွေနဲ့တွေ့ရင်အလင်းပြန်တာနံရံတို့တစ်သားတို့နဲ့ထိတွေ့တဲ့အခါမှာအဲ့ဒီအရာဝတ္ထုတွေကအလင်းကိုစုပ်ယူလိုက်တာမျိုးတွေတော့ရှိတတ်ပါတယ်ဒါကြောင့်ပဲပညာရှင်တွေကအလင်းကိုထိန်းချုပ်ထားနိုင်ဖို့အတွက်လေဆာရောင်ခြည်ကိုသုံးပြီးတော့ photon တွေကို semiconductor based photonic crystal ထဲမှာထောင်ချောက်ဆင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီ crystal တွေကို photon တွေရောက်သွားတဲ့အခါမှာတော့ crystal ထဲမှာရှိနေတဲ့ excitron တွေနဲ့ပေါင်းစပ်သွားပါတယ် excitron ဆိုတာကတော့ electron နဲ့ hole တို့ကိုပေါင်းစပ်ထားတဲ့အမှုန်လေးတွေဖြစ်ပါတယ်
ဆိုတော့ photon နဲ့ excitron တို့ပေါင်းစပ်လိုက်တဲ့အခါမှာ polaritron ဆိုတဲ့ quantum particle အသစ်တစ်ခုထွက်လာပါတယ်သူတို့ထိန်းချုပ်နိုင်မှုအတွက် laser ရဲ့ input power နဲ့ frequency တွေကိုတေချာဂရုတစိုက်ပြန်ပြီးတော့ချိန်ညှိခဲ့ကြပါတယ်အဲ့လိုချိန်ညှိလိုက်တဲ့အခါမှာတော့ polaritron တွေတစ်ခုနဲ့တစ်ခုဘလို့အပြန်အလှန်အကျိုးသက်ရောက်လဲဆိုတာကိုထိန်းချုပ်နိုင်ခဲ့ကြပါတယ်အဲ့ဒီမှာပဲတာမန် solid တွေနဲ့မတူတော့တာကိုတွေးခဲ့ရပါတယ်တာမန် solid တွေမှာဆိုရင်အတန်တွေကတနေရာထဲမှာတည်ငြိမ်နေပြီးတော့ဘယ်မှမရွေရှားပါဘူးဒါပေမဲ့ polaritron တွေကတော့အရေးလိုမျိုးစီးဆင်းနေနိုင်တာဖြစ်ပါတယ်ပညာရှင်တွေကဒါကိုသက်သေပြနိုင်မှုအတွက် high resolution optical imaging လို့ခေါ်တဲ့အလွန်တိကျတဲ့အလင်းပုံရိပ်ဖမ်းနည်းပညာကိုသုံးပြီးတော့ polaritron တွေရဲ့အခြေအနေကိုပြသနိုင်ခဲ့ပါတယ်ဒါအပြင် quantum simulation လို့ခေါ်တဲ့ quantum physics ဆိုင်ရာပုံတူစမ်းသပ်မှုတွေကိုအသုံးပြုပြီးတော့ theory ဘိုင်းဆိုင်ရာတွေကိုလည်းစမ်းသပ်ပြနိုင်ခဲ့ကြပါတယ်သူတို့က polaritron တွေဘလို့အစီအစဉ်တွေနဲ့ရှိနေလဲသူတို့ရဲ့အပြုအမူတွေရော super solid ရဲ့တင်ချဆိုင်ရာခံမှန်းချက်တွေနဲ့ကိုက်ညီရလားဆိုတာတွေကိုတိုင်းတာပြခဲ့ကြပါတယ်ရလဒ်တွေကတော့ရှင်းပါတယ်အလင်းကိုဘယ်တော့မှမမြင်ဘူးခဲ့တဲ့ quantum state အသစ်တစ်ခုထဲမှာထိန်းချုပ်ထားနိုင်ခဲ့ပါတယ်ဒါကို super solid လို့ခေါ်တဲ့အခြေအနေတစ်မျိုးလို့သတ်မှတ်နိုင်ပြီးတော့ frozen light လို့ခေါ်ကြပါတယ် frozen light နဲ့ပတ်သက်တဲ့သုတေသနတွေဟာ quantum memory တိစောက်တဲ့နေရာမှာအသုံးဝင်ပါတယ်quantum memory ဆိုတာကတော့ quantum computer တွေမှာလိုအပ်တဲ့ quantum information တွေကိုသိမ်းဆည်းထားနိုင်ဖို့အသုံးပြုတဲ့နည်းပညာတစ်ခုပါအလင်းကိုထိန်းချုပ်ထားနိုင်တဲ့အတွက် quantum information တွေကိုအချိန်အကြာကြီးသိမ်းဆည်းထားနိုင်မှာလည်းဖြစ်ပါတယ်ဒါအပြင် quantum communication အပိုင်းတွေမှာလည်းအလင်းကိုအသုံးပြုပါတယ်ဒါကြောင့်အလင်းကိုထိန်းချုပ်ထားနိုင်တာဟာ quantum communication စနစ်တွေရဲ့စွမ်းဆောင်ရည်ကိုလည်းမြင့်တင်ပေးနိုင်ပါတယ်quantum computing နည်းပညာတိုးတက်လာတာနဲ့အမျှတွက်ချက်မှုတွေကအစမတန်မြန်ဆန်လာမှာဖြစ်တဲ့အတွက်အစစ်မြင့် AI တွေနဲ့ပေါင်းစပ်ပြီးတော့ universe အကြောင်းကိုလည်းပို့ပြီးတော့မှလေ့လာနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပညာရှင်တွေက frozen light တွေဟာအချိန်ရဲ့သဘောတဘာဝလိုမျိုးနက်နဲပြီးလျှို့ဝှက်စမ်းကြဲတဲ့အကြောင်းအရာတွေကိုပါဖော်ထုတ်လာနိုင်လိမ့်မယ်လို့ယုံကြည်နေကြတာလည်းဖြစ်ပါတယ်။ဒီပေါ်မှာမိတ်ဆွေတို့တူဦးတယောက်ချင်းစီရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာ။မိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ကျွန်တော်ဆက်ပြီးတော့လည်းဗီဒီယိုလေးတွေတင်ဆက်ပေးသွားအောင်ပါမလို့ channel လေးကိုလည်း subscribe လုပ်ထားပေးခဲ့ကြပါအောင်ဗျာကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်